Number 1 စိတ်ကောင်းထား Number 2စကားကိုပြစ်ကင်းအောင်ပြောကိုဒီလျောက်လှုပ်တဲ့အခါမှာမဟုတ်တာတွေမလုပ်နဲ့လုံးဝရှောင်အဲ့ဒီလိုလုံးဝရှောင်ရင်ကိုပဲမင်းအခြေအနေကောင်းနေမင်းမှာရပြီဆက်လို့ရမှာပါတော့မင်းမှာပြည့်စုံတဲ့ဘဝမှာဆိုရင်မင်းစိတ်ဝင်စားလိုက်ပါသူများအကျိုးဆောင်ရဖို့စိတ်ဝင်စားလိုက်ပါတတ်တော့မင်းမာနတွေဒေါသတွေမချီးပါနဲ့ပြောပြောပြောင်ပြောင် gentleman ဖြစ်အောင်နေစမ်းပါတန်ဝိပါခီမြတ်တာခွဲဝေပြီးတော့သုံးဆွဲပါဝရင်းကြီးမင်းကိုကြိုးတာမချီနဲ့သူများရဲ့စိတ်ကစားကိုနားလဲပေးပါအဲ့ဒီအချက်၄ချက်မင်းမှာပြည့်စုံပြီဆိုလို့ရှိရင်မင်းမကြောက်နဲ့နောက်ဘဝမင်းအတွက်ရှေးကအသင့်ကြအသင့်ဆိုတာဖြစ်ပြီအဲ့လိုဆိုလို့လေနော်